ဘုန်းကြီးတစ်ပါးအဲ့ဒီဘုန်းကြီးတစ်ပါးကအကောင်းကြိုက်စားတဲ့တောက်တဲ့နေရာမှာဘယ်တော့ပြဘယ်တကာလာပြင့်သူကဆုံးဟင်းမေးနောက်တကာတယောက်ဆုံးသားလာပြင့်အေးမင်းဆုံးသားပြင့်တာတော့ဟုတ်မင်းဘာဟင်းနဲ့ကမှတော့ကွာရှင်ဗျာတပည့်တော်ကတော့ဆင်းရဲသားကိုဗျဝတ်သားကြက်သားတွေလည်းရှင်ဗျာတို့စားခဲ့ရတာများပါပြီဗျာတပည့်တော်ဒီကနေ့ချင်းမောင်ဟင်းနဲ့ကမှလို့ဗျအေးမင်းမနှက်ဖြတ်ကမှမဟုတ်လားကျမဗျာဒီကနေ့လာပြင့်တာမနှက်ဖြတ်ကချင်းမောင်ဟင်းနောက်ကနေပြီးညီညီလေးလိုက်ဆိုပါပြိဿအနန္တ၅ပါးကိုရှစ်ခိုးပါဤဗျာအနန္တ၅ပါးကိုရှစ်ခိုးပြီးတဲ့နောက်ဖြူးမြို့25ချိန်မြောက်ဈေးသူဈေးသားများနဲ့ဈေးလူငယ်ကနေပြီးတော့ကျွတ်တို့ဘုံကထိန်ကျင်းပတဲ့အဖွဲ့ကြီးပြင့်လျောက်လို့ကြာဏီကန်ရောက်လာတဲ့နှစ်ညမြောက်တရားပွဲဒီနှစ်ညမြောက်တရားပွဲမှာဘုန်းကြီးဒီကနေ့ဟောမဲ့ဇတ်လန်းကတော့ဇတ်လန်းကောင်းပဲပြိဿသို့တော်လည်းပဲတရားနာပြိဿအနေနဲ့ကောင်းလွန်အားကြီးတဲ့တရားနဲ့တည်မတည့်တာပြင်းရင်ပြင်းနေလိမ့်မပြင်းတဲ့ပေါ့ဇတ်လန်းကောင်းကိုစိတ်စိတ်ဆက်ဆက်လေးနားကြည့်သမ်းဒီကနေ့ကျုပ်ဟောမဲ့ဇတ်ထုတ်ကလေးမီတိတ်တတဘာရဆိုတဲ့ဇတ်တော်ကြီးကိုဟောလေးမီတိတ်တတဘာရမှတ်ထားနော်လေးမီတိတ်တတဘာရတဘာရဲနဲ့လေးမီသောတိတ်တကိုရတဲ့နာမည်ပြိဿစကြပါစို့ကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာဝတိပြည်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူခြင်းအခါအင်ညာဟိလာဘုပဏိတအစရှိသောဒေသနာတော်ကိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလေးမီတိတ်တာတပါးရတော့ခုနှစ်အရွယ်သာမဏေငယ်လေးကိုအကြောင်းပြုပြီးတော့ဟောပါလေဒီဒေသနာဇာလန်းကဘယ်မှာဖြစ်တယ်လဲလို့ဆိုတော့ကျွတ်တို့ရာဇဂိုမှာဖြစ်ပါအဲ့ဒီရာဇဂိုမြို့မှာကျွတ်တို့မဟာသေနာဆိုတဲ့ပုံနာကြီးရှိပေးတာကြီးဘယ်သူတဲ့လုံးမြို့အဲ့ဒီမဟာသေနပုံနာကြီးစီအတော်လေးဆင်းရဲသွားတဲ့အချိန်ပေါ့မလှူတိုင်မတတ်နိုင်တဲ့အချိန်မှာဖြစ်သွားဒီလိုမဟာသေနတထေးကြီးပုံနာကြီးဆင်းရဲနေတဲ့အချိန်ခါမှာကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားဤလက်ရတော်ရာပြင်းမြအရာမှာဧတရရတော်မူသောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသည်မဟာသေနပုံနာကြီးအိမ်ရှိသို့ဆွမ်းရတော်မူပါလေတရားတရားရှိတဲ့ပုဂ္ဂိုလ်များကမလှူနိုင်ရဲ့အလွန်ဆင်းရဲအော်ငါလှူခြင်းလိုက်ပါပြီမလှူတန်းလိုက်ရပါလားငါလှူခြင်းနာမလှူနိုင်ပါလားရဲ့လို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကမလှူရရင်ဆင်းရဲအလှကံပုဂ္ဂိုလ်ကိုအပြစ်တင်ရိုးထုံးတာမရှိဘူးတဲ့ဗျမှန်တော့သေသေးချာချာဘုန်းကြီးပြောတဲ့စကားလုံးလေးအလှကံပုဂ္ဂိုလ်ကိုအလှခံနိုင်ရန်ကိုရဲ့လို့အပြစ်မတင်ကြပဲနဲ့အော်ငါလှူခြင်းလိုက်ပါပြီငါလှူခြင်းနာမလှူနိုင်ပါလားငါလှူခြင်းနာမလှူရပါလားလို့အဲ့တလူပဲတရားနာပိဋကစိတ်ဆင်းရဲပါတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်ဆိုရင်ပဲအော်ကြည်စမ်းမရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာပြီငါမလှူနိုင်ဘူးမလှူနိုင်မဲနဲ့ဒီမျက်နှာကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြရန်ခက်လာပါပြီသူ့မျက်နှာမပြရဘူးတဲ့တရားနာပိဋကမျက်နှာမပြရတော့မဟာသေနပုံနာကြီးပုံးတယ်ရှက်လွန်းလို့မလှူရမှာကိုရှက်လွန်းလို့တရားတရားရှိတဲ့ပုဂ္ဂိုလ်များကတော့ဒီတိုင်းမှာ
တရားတရားမရှိတဲ့မိန်းမများကြတော့လေတဲဟမကြဘူးမြုံနဲ့ရှေးတုန်းကကိုရင်လေးတစ်ပါးအဲ့ဒီမိန်းမပြောတဲ့စကားယုံမှားပြီးတော့ငရုတ်ကြွေရံဘေးကြောင့်ကိုရင်လေးထွက်ပြေးရတယ်ဆိုတာကြားဘူးမှာပေါ့စကားကြီးတယောက်ကကိုရင်လေးတစ်ပါးလမ်းဆိုတော့ကိုရင်ဖျားတပည့်တော်တို့အိမ်ကြွပါဗျာလိုက်ခဲ့ပါဗျာပြင့်သွားပြီးတော့ဟဲ့ငါကိုရင်လေးတစ်ပါးပြင့်လာဟဲ့နေ့စဉ်ထိုင်ကိုယ်တော်ဖြစ်နေဆုံးလောင်းတော့အဲ့ဒါလို့ပါတယ်တက္ကကြီးရှေ့တော့ဒကမာကြီးကဘာမှမပြောသေးဘူးတက္ကကြီးလည်းအပြစ်မဲ့ထွက်သွားရောစိတ်ထဲကကြည်သောမှတော့သူကတော့ဗဇက်ကဖယားလက်ကကာယခါယချဲ့ပြောတော့ဒီကကောင်မကဆိုရင်တစ်ခွက်လောင်းရလွယ်တယ်ထင်လို့သူပြင့်လာစားသူမှကောင်းတော်လဲထောင်းသူမှညောင်းလာတယ်ဆိုသလိုရှိစေအောင်တော့ဒီလိုနဲ့ဒကမာကြီးကအတော်လေးတရားတရားကင်းတာကိုပြိဿတနေ့ကနိုင်ကြတော့ကိုရင်လေးကကြွအလာဒကမာကြီးကမိဖို့တဲ့ငရုတ်သီးထောင်းနေကြငရုတ်စီကမျက်စီထဲဝင်တော့မျက်ရည်တွေကြာလို့ဒကမာကြီးမျက်စိပွတ်ဟာဒကမာကြီးဘာဖြစ်တာတော့မြတ်မလေးမပြောပါနဲ့ကိုရင်တကာကြီးပေါ့ဟင်ဘာဖြစ်လို့တော့ဒကမာကြီးရဲ့ကိုရင်တကာကြီးကအတော်ဆိုးတာသူ့လက်ထဲသာဟောဒီငရုတ်ကြွေရောက်ရင်လေရိုက်တာပဲဗျာတပည့်တော်ကငရုတ်ကြွေနဲ့ရိုက်လို့ခေါင်းကိုက်ဆိုင်ကြနေပါတယ်ဗျာတရားတရားမရှိတဲ့မိန်းမကိုရင်လေးလီတယ်ပြီးတော့မာယာပရိရဲ့စကားနဲ့ရှောက်ထားလိုက်ဒကမကြီးရဲ့တကာကြီးသဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလေးအပေါ်ရရွှေမုံချင်းအထက်ကရွှေရုပ်ခံကိုတော့တကာကြီးကလေဟောဒီငရုတ်ကြွေသာသူ့လက်ထဲရောက်ရင်ကိုရင်လုံးဖုန်ကြီးတော့ဘာမှမရှောင်ဘူးဗျာရိုက်တာပဲကိုရင်လေးကစဉ်းစားတယ်ဩတကာကြီးလူရိုးစိတ်တူဆိုတာဟုတ်ချင်လည်းဟုတ်နေပါလေကိုရင်လေးကအဟုတ်ထင်ပြီးတော့ပြန်သွားကိုရင်လေးပြန်သွားတကာကြီးကရောက်လာဟာငါကိုရင်လေးကြွမလာဘူးလားတော်သားမှာတော့ကိုရင်အကြောင်းဟဲ့ဘာဖြစ်လို့လို့ဘာပြောရမလဲတော့ဒီငရုတ်ကြွေတစ်ချောင်းရှိတာဒါဒီငရုတ်ကြွေမရမကဇွတ်လူခံနေကိုရင်တကာကြီးလာမှခုတ်ပြီးတော့အလှခိုင်းမှမယ်ဆိုတာမရဘူးဇွတ်အလှခံတာထောင်းရင်မို့လို့ကျုပ်ကမလှလိုက်တာလေအဲ့ဒါစိတ်ကောက်ပြီးပြန်သွားတယ်တော့မိုက်ပါဟာငရုတ်ကြွေထခုတ်ရတဲ့ကိစ္စကြီးဟေးငါလိုက်လူမယ်တွေ့တော့မယ်ငရုတ်ကြွေနဲ့ရတော့ငရုတ်ကြွေကြီးကန်ပြီးတော့လိုက်သွားတယ်ကိုရင်ရပါအောင်ဖယားဟောတွေ့ဆိုရင်လိုက်လာပြီငရုတ်ကြွေကြီးနဲ့ကိုရင်လေးအတော်ကြောက်သွားတယ်ကိုရင်ရပါအောင်ဖယားငရုတ်ကြွေပြလေကိုရင်ကပြေးလေပြေးရောပေါ့ဒကမာကြီးကပြောထားတာငရုတ်ကြွေသာကန်ပြီးရင်ကိုရင်တော့ဥစဉ်တော့မရှောင်ဘူးလို့ပြောထားတာကိုရင်လေးရပါအောင်ဖယားငရုတ်ကြွေပြလာမလေးသားနဲ့တော့ဟာငရုတ်ကြွေကြီးနဲ့ဇွတ်ပြေးတာတရားနာပြိဿတင်ပါနဲ့ဘဝနဲ့တသားတည်းနေအောင်ဒါကြောင့်တရားတရားမဲ့တဲ့ပုဂ္ဂိုလ်များကြတော့အဲ့ဒီလိုသာသနာမှာဆင်းရဲအောင်ဒုက္ခပေးတတ်ကြပါတယ်အခုတရားတရားရှိတဲ့မဟာသေနာကြီးကြတော့ဒီလိုဟုတ်ရဲ့လားပြိဿပြေးတာကြီးဒီလိုဟုတ်ရဲ့လားမဟုတ်ဘူးဒါကြောင့်တရားနာပြိဿသာသနာပြုတဲ့နေရာမှာခမည်းတော်ကလည်းမျက်နှာမလိုက်ကြနဲ့တူလည်းမျက်နှာမလိုက်ပါဘူးဘာဖြစ်လို့ဆိုတော့မျက်နှာလိုက်ရင်မောတတ်တယ်ကျုပ်ခုသာသနာပြုတဲ့နေရာမှာဘယ်မျိုးကအကူအညီတောင်းကျုပ်ပေးပါတယ်ခုရန်ကုန်မြို့ဟောခဲ့ရတဲ့တရားပွဲအကူအညီကြီးပဲအခုသွားရအောင်မယ်ကျုံမငေးဝခင်မလက်ပုတ္တာကျုပ်ဒီကပြန်ရင်နတ်မောက်ကနေပြီးတော့ညောင်လေးပင်ကနေပြီးတော့ရန်ကုန်ဂုတ်တလိတ်ကနေပြီးတော့ဟိုဘက်ထွက်သွားပြီဝခင်မတို့ကျုံမငေးတို့မြောင်မြတို့လက်ပုတ္တာတို့ကျုပ်ပြသူလပြည်ကျော်မှာကြောင်းပြန်ရောက်အဲ့ဒါအကူအညီတွေများပါတယ်ပြိဿအကူအညီများတဲ့နေရာမှာမြည်ပြီးရတော့အကူအညီပေးတယ်မြည်ပြီးမြို့ကြတော့အကူအညီမပေးဘူးကျုပ်မရှိပါဘူးအဲ့ဒါလို့ဆိုရင်ကျုပ်မျက်နှာလိုက်ရရောက်မယ်ပေါ့မျက်နှာလိုက်ရင်မောတတ်ပါတယ်ပြိဿခင်ဗျားတို့လည်းလှူတဲ့နေရာမှာလှူတဲ့ဒါနသည်ကိုယ့်အတွက်ဖြစ်ပါဆုံးရှုံးမဲ့ပစ္စည်းမဟုတ်ပါဘူးပြန်ရမယ့်ပစ္စည်းကြိုးစားပြီးတော့လှူကြအားတို့ဒီနေ့လဲလှူမယ်နှစ်နှစ်ကလည်းလှူမယ်ကျန်ဒီကဆရာတော်เจ้าမှာပိုးလှူမယ်ဒီလိုမလုပ်ပါနဲ့ဘယ်ကိစ္စမျိုးမဆိုသာသနာရေးနဲ့ပတ်သက်ရင်မျက်နှာလိုက်ရင်အမတန်မောတတ်ပါပြောရအောင်မယ်ဒီမောတဲ့အကြောင်းစမ်းမိလို့ပါဇတ်ထုတ်ကလေးအစနည်းနည်းလေးစ
တ်မိတဲ့ခါပြောရတာပေါ့ကြည်လေတရားနာပိဋကကျွတ်တို့ဟိုဘုန်းကြီးတစ်ပါးအဲ့ဒီဘုန်းကြီးတစ်ပါးကအကောင်းကြိုက်စားတဲ့တောက်တဲ့နေရာမှာဘယ်တော့ပြဘယ်တကာလာပင့်သူကဆုံးဟင်းမေးနောက်တကာတယောက်ဆုံးသားလာပင့်အေးမင်းဆုံးသားပင့်တာတော့ဟုတ်မင်းမဟင်းနဲ့ကမှတော့ကွာရှင်မယားတပည့်တော်ကတော့ဆင်းရဲသားကိုဗျဝက်သားကြက်သားတွေလည်းရှင်မယားတို့စားခဲ့ရတာများပါပြီဗျာတပည့်တော်ဒီကနေ့ချင်းမောင်ဟင်းနဲ့ကတ်မလို့ဗျာအေးမင်းမနှက်ဖြတ်ကတ်မှာမဟုတ်လားကျမဗျာဒီကနေ့လာပင့်တာမနှက်ဖြတ်ကချင်းမောင်ဟင်းနဲ့ကတ်မှာဗျာဒီကွယ်ချင်းမောင်ဟင်းနဲ့တခါအေးပြေတော့ကောင်းမှာကွာဘုန်းကြီးချင်းမောင်ဟင်းနဲ့ဆုံးပင့်တာလက်ခံထားလိုက်ချင်းမောင်ဟင်းတကာလည်းပြန်သွားရောဝက်သားနဲ့ကတ်မဲ့တကာရောက်ချစ်ခိုးမင်းပါတော့ဟိရှင်မရလက်ဖြင့်ကဆောင်းဖုံးပေးဖို့လာပင့်တာဗျအေးမင်းပါဟင်းနဲ့ကတ်မှာဒီတော့လက်ဖြင့်ကဝက်သားဟင်းနဲ့ကတ်မှာဗျဘုန်းကြီးကောင်းကြီးသွားဒုက္ခချင်းမောင်ဟင်းကအရင်ဥသွားဒီကောင်တဲနောက်ကြဘူးစောစောလာရင်ဟန်ကြအေးလိုက်တာပေါ့လိုက်တာပေါ့ဝက်သားလည်းသူလက်ခံလိုက်တာပဲလက်ခံပြီးညကြဘုန်းကြီးအိတ်မပြောဘူးဘယ်အိတ်ပြောမလဲပြေးတာချင်းမောင်ဟင်းနဲ့ဝက်သားနှစ်ပန်းလုံးချင်းမောင်ဟင်းထန်လိုက်ပြန်ရင်လည်းဝက်သားကလက်လွတ်တော့မယ်ဝက်သားထန်လိုက်ပြန်ရင်လည်းချင်းမောင်ဟင်းကမျက်နှာလိုက်တယ်လို့ဆိုတော့မယ်ဘုန်းကြီးချင်းမောင်ဟင်းနဲ့ဝက်သားနှစ်ပန်းလုံးနဲ့တညလုံးအိတ်မပြောဘူးဒီလိုနဲ့မနဲ့ကြတော့ဆွမ်းသားလာပင့်ဘုန်းကြီးကိုလာထောက်ပြန်တော့လေချင်းမောင်ဟင်းတကာကအရင်ရောက်ဒုက္ခပဲဒီချင်းမောင်ဟင်းကတေဝရိယကောင်းရှင်မကြွတော့ဗျအေးကြွတော့ကွာကြွတော့ပေါ့အမျက်နှာတေဦးမယ်ကွာမျက်နှာတက်တာနာယူဝက်လောက်ဝက်သားတကာစောင့်မျက်နှာတက်ပြီးရှင်မကြွတော့ဗျအေးနေပါကွာသင်္ကန်းလဲပါဦးမယ်သင်္ကန်းဝဲတာကသင်္ကန်းလဲတာက10မိနစ်လောက်ကြွတော့ဗျနေအောင်ကမင်းအဆုံးကတ်မယ်ဆိုလို့ငါဝန်းလို့စိတ်စားတာနေပေါ့ကွာငါကုတီခဏပြေးပါဦးမယ်ကုတီတက်တနာရီလောက်ကြာဘာမှမဟုတ်ဘူးဝက်သားတကလာအောင်သူစောင့်နောက်ကုတီကပြန်လာတော့ဝက်သားတကရောက်သမီးပါတော့ဟဲ့ဟောဗျာရှင်မမနေ့ကတော့တပည့်တော်ပင့်ထားတာဆောက်ဖုံးပေးဖို့လေအေးတဲ့ခက်တာပဲကွာငါကလည်းတတိကအသက်ကကြီးတော့မေ့လာပြီကွာနှစ်ဦးဖြစ်နေခွကြဒီကောင်လည်းဆွမ်းသားလာပြီနာအေးမေ့လည်းငါပေးလိုက်တယ်သူ့လည်းငါပေးလိုက်တယ်ခွကြတာပဲကွာဘသူရှိမှအရင်လိုက်လို့မကောင်းဘူးဟာကဲဒီလိုလုပ်ကြကွာကံပေါ့မင်းတို့တိုင်တဲ့ဘက်ငါလိုက်ရော့မင်းကဒီလက်တစ်ဖက်ကဲရော့မင်းကဒီလက်တစ်ဖက်ကဲဆွဲကွာပါတဲ့ဘက်ငါလိုက်ဘုန်းကြီးကမျက်နှာလိုက်လို့မကောင်းဘူးဆိုပြီးအဲ့ဒါလို့အဆွဲခိုင်းတော့ချင်းမောင်ဟင်းတကာကအားကောင်းဘုန်းကြီးချင်းမောင်ဟင်းဘက်ပါသွားဘုန်းကြီးကချင်းမောင်ဟင်းတကာနဲ့မျက်စောင်းထိုးဒီကောင်ချင်းမောင်ဟင်းစားလို့များအားကောင်းလို့နောက်ဘုန်းကြီးကမဟန်ဘူးဝက်သားတော့လက်လို့မခံဘူးဆိုပြီးချင်းမောင်ဟင်းတကာပဲခြေတော်ကလေးကံပြီးဝက်သားပဲကိုရိမ့်ရိမ့်ပြီးတော့ကူယုံဝေးဒီတော့ချင်းမောင်ဟင်းတကာကမြင်ပြီတန်တော့ဒီဘုန်းကြီးသိဟမဟမ်ဟိုကောင်ဝက်သားနဲ့ကတ်မယ်ဆိုတာလည်းငါသိတယ်သူလည်းသိမှာသူလည်းဆွမ်းကတ်မဲ့လူတိုင်းမေးတာဟင်းကောင်းတော့ကြိုက်တဲ့ဘုန်းကြီးမပြေဘူးဟိုဘက်ကန်းကန်ယုံပေးကဲဂျလောက်မျက်နှာလိုက်တဲ့ဘုန်းကြီးမထူးဘူးဆိုပြီးတော့ချင်းမောင်တကာကချင်းမောင်ကိုကားပြန်၍ဝက်သားထန်ချေကန်ယုံနဲ့သွားတော့ဖုံဖုံဆိုတွန်းလှော်လိုက်တချို့ကဒီနေရာကိုသွားတော့ကဒုံနဲ့ကျုပ်ကတော့ဖုံဖုံမဲ့သုံးဟုတ်တယ်လေကဒုံဆိုတွတ်ထိမှာကိုဗျသွားတော့ဖုံဖုံတအားတွန်းလှတ်တာတရားနာပြိတ္တာဘုံကြီးဟာထိုးလဲပြီးတောင်စစ်တွေဒူးတွေပဲ့လေဘယ်အဲ့ဒီနဲ့ဆုံးကောင်းကောင်းစားနိုင်တော့မရိတ်တာဒါကြောင့်တရားနာပြိတ္တာသာသနာပြုတဲ့နေရာမှာဘုရားရွှေမျက်နှာတော်ကြီးကိုကြည့်ပါဘယ်မှမျက်နှာမလိုက်ပါနဲ့ဘုရားရွှေမျက်နှာတော်ကြီးကိုကြည့်ရင်ဘုရားဆုံးမတော်မူတဲ့အဆုံးအမသာသနာတော်ကြီးကိုတည်တတ်အောင်ခိုင်မြဲအောင်9000ကြာရှိတည်အောင်အဲ့ဒီကဲ့သို့သာသနာပြုရာရောက်ပါတယ်လို့ဒါကြောင့်ကျုပ်သာသနာပြုပွဲတွေမှာယခုကဲ့သို့အလုံးကိုအကူအညီပေးနေရပါတယ်ပြိဿကဲဒီတော့ကောင်းပြီရှေ့ဆက်လိုက်ကြအောင်တို့မဟာသေနာကြီးပြိဿပုံနေရှာတယ်
ဆင်းရဲတော့ဆွမ်းမလှူနိုင်တာနဲ့အဲ့ဒါလိုပုံပြီးတော့နေတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကပြန်ကြွသွားသည်နောက်တရက်ရှင်သာရိပုတ္တရာပြန်ပြီးဆက်ကြွလာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြန်ပြီးတော့ဆက်ကြွလာပြန်တော့လည်းဒီလိုပဲပုံနေရှာပြန်သည်ချက်တယ်ငါမလောက်နိုင်မဲ့ဒီမျက်နှာကြီးဘယ်လိုလုပ်ပြရပါမထို့အဲ့ဒါလိုပုံနေတော့ရှင်သာရိပုတ္တရာပြန်ကြွစဉ်းစားတဲ့သူ့စိတ်ထဲအော်အရင်တုန်းကချမ်းသာတုန်းကလို့လှူလိုက်လိမ့်မယ်ထင်လို့ကြွပြီးတော့လာရှာတယ်ငါဆင်းရဲနေတာမသိလေရောက်တကားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဒီငါဆင်းရဲနေတာကိုမသိဘူးနဲ့တူရှာရဲ့ငါဘယ်လိုလုပ်ပြီးတော့လှူရပါမထုံးနဲ့လှူစရာလျှောက်ရှာလိုက်တာမရဘူးပြိတ္တာဟောနောက်တနေ့တစ်နေ့ကြတော့ကျွတ်တူပုံနာတွေစာဟောတဲ့ပွဲတော်ကိုသူဖိတ်လို့လိုက်သွားအဲ့ဒီပုံနာစာဟောတဲ့ပွဲကိုလိုက်သွားတော့တရားနာပြိတ္တာကြီးရေမရောသောနှုတ်ကနာထမင်းသူရတယ်နောက်ပြီးတော့အင်မတန်ယုံရင်ကြမ်းတမ်းတဲ့ပစိုးတစ်ထည်သူရလာတော့ဖတ်ကြပြီဒီကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတဲ့ခြင်းလိုက်ပါပြီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာရင်ရေမရောတဲ့ဟောဒီနှုတ်ကနာဆံကိုလည်းငါကပ်မယ်ဟောဒီယုံရင်ကြမ်းတမ်းတဲ့ပစိုးချမ်းကိုလည်းငါလှူမယ်တရိယာအဲ့ဒီလိုသူသတိရတာကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းသိဒီကနေ့ရွှေညာတော်နဲ့ကြည့်အော်မဟာသေနပုံနာကြီးလှူစရာရနေပါဖြင့်လားနို့ကနာဆောင်းတဲ့ပစိုးချမ်းပချိုးတောင်ဖြစ်တော့နို့ကနာဆောင်းတဲ့ပစိုးချမ်းကိုသူရထားတယ်ငါကိုလှူနိုင်တဲ့တရားတရားရှိပါမလားလို့ကြည့်လိုက်တော့လှူနိုင်တာကိုသိတဲ့ဖြင့်ဟောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာပါပြီဗျာပုံနာကြီးအိမ်ရှိဝင်ပြီးတော့ဆွမ်းရပုံနာကြီးကအပြင်မဲ့ထွက်လာရေမရောတဲ့နှုတ်ကနာဆောင်းလေးကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားအလှခံတော်မူပါဗျာလို့လောင်းလိုက်တော့သပိတ်ကလေးဖွင့်ပေးတဝက်လောက်ကြတော့သပိတ်ဖုံးပြန်ပိတ်တော်မူသည်လက်ကလေးကာပြသည်မဟာသေနပုံနာကြီးတော်ငါအကုန်လှူရင်သင်ပါစားမလဲသင်အတွက်တဝက်လောက်ချမ်းပါအောင်တော့လားပါဇက်ကမမိတ်တော့လဲမိတ်တဲ့ကဲ့သို့ငဲ့ညာပြီးတော့တဝက်လောက်ကြသပိတ်ဖုံးပိတ်အလူကံပုဂ္ဂိုလ်တွေငဲ့တာနော်ပြိဿတချို့ကအလူကံပုဂ္ဂိုလ်တွေဘာမှမသိဘူးတဲ့ဘုန်းကြီးတွေကယူဘက်ခန္ဓာရှိတာဘာမှမသိဘူးတဲ့သူတို့လိုချင်တာတစ်ခုရှိတာတဲ့ဘုန်းကြီးများဘာမှအလိုက်မသိဘူးတဲ့တချို့ကဒီလိုအောင်းမိမအောင်းမိပါနဲ့ဗျာတမန်ကရှံကမတွေးလိုက်ပါနဲ့ကျွတ်တော့တန်ဃာတော်အရှင်သူမြတ်များသည်အလူခံရဆိုပေမဲ့လို့စုကလေးဖြစ်တော့ပေးတော်မူကြသည်ပီလာလေးဖြစ်တော့ချီးမြှင့်သွားတော်မူကြသည်ပရိတ်ကလေးဖြစ်တော့ရွတ်သွားတော်မူကြသည်တတ်ဆွမ်းသမျှတရားဓမ္မတပုဒ်တကားထားဖြစ်တော့ဟောသွားတော်မူကြသည်ငဲ့လို့ဘောဗျမငဲ့ရင်ဒါပဲလုပ်လိုက်ခင်ဗျားတို့ကဒီလုပ်တယ်မလုပ်ရင်ဒီဘုန်းကြီးတွေပဲအလကားကျွေးမွေးပြီးလှူဒန်းထားလိုက်တန်ဃာတော်အရှင်မြတ်များကတတ်နိုင်တဲ့ဘက်ကဘုရားဟောတဲ့အဆုံးအမတွေကြင့်ကြံကြိုးကုပ်ပြီးတော့ခင်ဗျားတို့ကိုတဖန်ပြန်၍ပစ္စည်းလေးပါးဒါယကာတွေကိုကျေးဇူးဆက်ရပြန်ပါသည်မှန်လားပြိဿကြီးဘုန်းကြီးပြောတာရမ်းယူလို့ရသလားပြိဿမရဘူးပြိဿခင်ဗျားတို့လည်းရမ်းပေးလို့မရဘူးတရားတရားလေးကိုကြည်လင်အောင်မွေးပြီးတော့လှူရဒီတဲ့တချို့ကသမန်ငါရှံကဘုန်းကြီးတွေပြောတယ်လကားမကွာတဲ့ဆံကုန်မြေလေးတဲ့ဆလမအဖွဲတဲ့ကျွတ်တို့ဘုန်းကြီးဆံကုန်မြေလေးတဲ့လူတွေလူတယ်လက်ဆေးအသာ၌စားပြီးတော့သင်္ကန်းကောင်းမှုချုပ်ပြီးဥပြင်းစင်းဆိုတဲ့အတိုင်းကျိန်းပေါ်တတ်တာသူတို့အလုပ်ကဘုန်းကြီးကလွယ်တယ်ထင်လို့တချို့ကသမန်ငါရှံကလေးပြောတယ်လွယ်ဘူးဗျခင်ဗျားတို့ကချမ်းသာတယ်ထင်တာအတွင်းဘူးလူမသိဘူးဘုန်းကြီးတွေပူမိပြီဆိုရင်ပြုတ်ကြတာ
ပြုတ်ကြတာဆိုတာထွက်တာပြောတာတချို့ကဘုန်းကြီးကလွယ်လွယ်လေးလူတွေအသာလေးစဝတ်နေရချမ်းသာတယ်ထင်တယ်အဲချမ်းသာတယ်ထင်စမ်းကြည့်ဘောတကားတို့ရချမ်းသာတယ်ထင်ယောက်ျားတွေအကုန်သင်္ကန်းဝတ်ကုန်ပါဘူးသာတော်တရားနာပိဋကကြီးတန်ဃာတော်အရှင်မြတ်များကိုတချို့ကတမန်ကရှံကယောက်ျားချင်းပြောတာကြီးမှာပေါ့ဟဲ့ကောင်မင်းပြင်းဘုန်းကြီးဝတ်ပါလားကွာအနှောက်မလို့သွားမလို့ကျွတ်တို့ကပြင်းလို့ဝတ်နေတဲ့အတိုင်းတချို့မိန်းမတွေကသူတို့လင်တာအလုံးမလို့ပဲအိတ်နေတော့ဘာပြောတော့သိချင်းဆိုတဲ့လောက်ပြင်းလာတယ်သွားတယ်ဘုန်းကြီးကြောင့်သင်္ကန်းဝတ်ချီဘုန်းကြီးတွေသင်ပြင်းလို့သင်္ကန်းဝတ်နေတဲ့အတိုင်းပဲစကားအနှောက်သွားလို့အောင်မပြောဘူးဒီသားတချို့မိဘတွေကသူတို့သားလေးကိုရင်ဝတ်မဲ့ကြတယ်မင်းနဲ့ကွဲတယ်သင်ပြူးပေါ်သိတာငါသားနဲ့ဆူးပေါ်မှာအိတ်ချင်ရသလားဘုန်းကြီးဝတ်တာဆူးပေါ်အိတ်သူတို့ကအတန်းကြိုက် VA တို့ IA တို့မကုံတယ်ကြီးတွေတို့လောကီစီးပွားနဲ့ကြီးပွားကျင်တာကိုဒါကတော့ဘုန်းကြီးတို့အပြစ်မတင်ပါဘူးဖျားဖြစ်မလို့တောထွက်မဲ့သိတ္တထတောင်မှသူ့အဖေကစက်တမင်းကြီးဖြစ်တဲ့ခြင်းလို့မထွက်အောင်တကားကြီးပိတ်တာကြီးမှာပေါ့ဒါကြောင့်တရားနာပိဋကကြီးလောကုတ်တရားစည်းစိမ်ဆိုတာမိဘတွေကလည်းမြင်ခဲ့သည်မိဘတွေကလည်းကြိုက်ခဲသည်လောကုတ်တရားစည်းစိမ်ကိုခမည်းတော်မြက်ကွယ်ပြုတ်သွားမှစိုးလို့ဖျားဟောတဲ့အဆုံးမှသာသနာနဲ့ကျွတ်တို့ကဟောပြနေရပါတယ်ဗျာကြိုက်ကြည့်ငဲ့တာပိဋကဟောမှာလက်ကလေးကဗျအရှင်မြတ်တပည့်တော်အားဒီဘဝအတွက်ချီးမြှောက်တော်မမူပါနဲ့ဟောတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးအလှခံတော်မူပါဗျာအကုန်လုံးလှူသဗျာအကုန်လုံးရေမရောတဲ့နှုတ်ကနာဆွမ်းနေသရာတရားရှိနဲ့လှူ၍ငါ့ကိုခြံအောင်မှပါပဲဆိုတဲ့စိတ်ဓာတ်မရှိလှူပြီးတော့လေယုံရင်ကြံတတ်တဲ့ပတ်ဆိုးကိုလည်းရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားလှူလိုက်သည်လှူပြီးတော့သူဆုတောင်းအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးတရားကိုတပည့်တော်သိမြင်ရပါလို့ဤဖျားဒီဆုတောင်းတော့ကြကြကယူဆိုင်ကြဒါတော့ခင်ဗျားတို့လည်းလှူတန်းပြီးတဲ့အချိန်ခါမှာသူတော်ကောင်းတွေသိမြင်အပ်တဲ့သစ္စာလေးပါးသိရပါလို့ဤဒီဆုကိုအဓိကထားပြီးတောင်းကြစမ်းခုတော့ခင်ဗျားတို့ကဆုတောင်းတယ်တချို့ခွားကြီးတွေဆွမ်းတင်ပန်းတင်နိဗ္ဗာန်ပဲနေမှမသိဘယ်အစတော့အကျိုးပကျိုးနဲ့ဒီလင်ဒီသားဒီမယားနဲ့ဟောဒီအစဒါတော့နိဗ္ဗာန်မရောက်ဘူးနော်ဒီတဲ့ငှက်ဖြစ်တောင်တကိုင်းနဲ့ဆင်ဖြစ်တောင်တကျွန်းနဲ့တဲ့တချို့မိမတွေတရိษံဖြစ်တောင်တစ်ခက်အတူတူဝါးကြသူ့တန်လည်းသူမကြဘူးတချို့ခွားကြီးနောက်ဆက်တွဲကပါသေးတယ်ဥမကွဲပဲတိုက်မပြည့်ဆိုတာမဲသေတဲ့လူကသေသူကဥမကွဲကျင်သေးဘူးဆူတောင်းနေဒါကြောင့်တရားနာပိဋကကြီးဆူတောင်းမမှားကြပါနဲ့အခုကြည့်အရှင်ဖယားသိတဲ့တရားကိုသိရပါလို့ဤဖယားဆူတောင်းပြီးတော့လှူလိုက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းအဲ့ဒီရေမရောတဲ့နှုတ်ကနာဆန်းတွေကိုအလှခံ၍ကြောင်းတော်သို့ပြန်ကြွသည်ပုံနာကြီးကဝမ်းမြောက်သွားတဲ့ပိဋကရေလှူရတန်းရတာဝမ်းမြောက်သွားတဲ့ဩကြည်သမငါသည်လှူရပြီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးငါအိမ်ရှိသို့ကြွလာလို့ငါလှူဒန်းလိုက်ရပြီအဲ့ဒီကဲ့သို့တရားနာပိဋကဝမ်းမြောက်ဝမ်းသာဖြစ်တာတရားတရားရှိသူရဲ့ထုံးစံနဲ့မြို့ဒီလိုဝမ်းမြောက်ဝမ်းသာနဲ့လှူဒန်းပြီးတဲ့နောက်အသက်အတိုင်းနေ၍မဟာသေနပုံနာကြီးဒီလူဘဝကစုတေရှာသည်ဒါကပုံနာကြီးဘာဖြစ်သွားတယ်သေသွားတယ်ဟဲ့မပြင်းနဲ့နော်ဇက်ကွက်ကခတ်စီစီလေးဟောရမှာရည်စရာပြောစရာဆိုစရာတွေနဲ့ရှောက်လုပ်နေမှဆိုရင်တို့ဇလန်းကနည်းနည်းရှည်လျက်သွားမှာဆိုလို့ခတ်စီစီလေးဟောနေပါတယ်နောက်ထောင်ကြည့်အဲ့ဒီလိုသေသွားပြီးတဲ့နောက်လေဒီပုံနာကြီးသည်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားလှူဒန်းရတဲ့ကုသိုလ်ကောင်းမှုနဲ့သေသွားသဖြင့်အဲ့ဒီကုသိုလ်အဟုန်ကြောင့်ရာဇကြိုမျိုးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားဆွမ်းလုတ်ကျွေးနေတဲ့မိမရဲ့ဝမ်းမှာတန်တေခပြီးတန်တေခတယ်ဆိုကြတဲ့ကသိမိမကသူ့လင်ယောက်ျားပြောတယ်မောင်ရဲ့ဒီနာလာသားမအုံးနဲ့နာနာကပ်ပြီးတော့တိုးတိုးလေးပြောတယ်တ
ဒီကဘယ်လိုလေးပြောလိုက်တော့ဘာတွေပြောတော့ဘယ်သိမလို့ကွာတိုးတိုးလေးဆိုတော့သူတို့ချင်းတော့သိမှာပေါ့သို့တော်လည်းပဲတရားနာပိဿနည်းနည်းတော့မှားခဲ့ရအောင်မယ်တိုးတိုးပြောလို့မကြဘူးမအောင်မင်းနဲ့တိုးတိုးပြောသခိုးကြရတယ်ဗျာကြားဖို့မှာပေါ့ယုံလာဟိုလင်မယားနှစ်ယောက်ညမအိပ်သေးဘူးကလေးမြူနေကြသခိုးကလည်းခိုးကျင်တာဒီလင်မယားနှစ်ယောက်အိပ်မှခိုးမှာကိုတယောက်နဲ့တယောက်ကလေးလေးမြူလို့ကလေးလေးဂျိုင်းကမာလို့မဲကြည်သားမင်းသားလေးမဲကျုပ်သားလေးဆိုလို့တော့ပါတော့မဲငါလည်းငါသားလေးကြည်သားဟဲ့ကလေးသားလေးမဲဘူးသားလေးတုံးကလေးမြူနေတာဘသူသားတော့မဟုတ်ဘူးမဲဘူးသားလေးတုံးဟာတခိုးကချင်းကိုက်နဲ့မှောင်ရည်ထဲတော့ကွာအရေးတယ်မှာဗျာကလေးမြူနေအိတ်တာမဟုတ်ဘူးဘယ်ချိန်မှခိုးအောင်မှမသိနောက်တစ်ခေတ်အနာနာသိချာကတ်ဒီကလေးဂျိုင်းကမှားအမမင်းဘူးသားလေးတုံးတခိုးကစိတ်ဆိုးတယ်ငါသားဟာဆိုပြေးရောငါသားဟာဆိုပြီးပြေးလေပြေးရောတရားနာပြေးတာအဲ့ဒီလည်းမရသတ်တာဘာလို့တတ်တယ်ထင်လို့နည်းနည်းလေးငါစဉ်းစားကမ်းပေးမယ်ဘာလို့တတ်တယ်ထင်သိရောပေါ့ဩကြည်စမ်းငါမိမကောင်းမှတ်နင်းကမိမကောင်းမှတ်နေတာမိမကောင်းလို့နူးနေတာတော့ပြောရင်းဆိုရင်လည်းကလူမိမငိုပြီးပြောတယ်ကြားလာနေပြောသွားတာဘာလို့တော့ဟာတယ်ပြောသွားတာကြားလာငါနဲ့ရတဲ့တာမှတ်တော့ကျုပ်တော့တောင်ကြောင်မပြောနဲ့နော်ဟေးကျမကျောင်းတော့ခွင့်ရပြောသွားတာငါလားတယ်ဘာပြောကောင်းမလဲလင်မယားနှစ်ယောက်တတ်ပါတယ်ဆိုမှဒါကြောင့်တရားနာပိဿတိုးတိုးပြောလဲသခိုးကြတယ်နော်ဒါကြောင့်တရားနာပိဿရေတိုးတိုးပြောတဲ့အချိန်ခါမှာနေ့ပြောတော့ဘယ်ကြည့်ရမှာလဲတော့ညပြောတော့မကြည့်မရှုသိမပြောကြနဲ့နော်ဒါကြောင့်တရားနာပိဿကိုင်းဒီစကားလေးတွေထားခဲ့ကြပါဦးဆိုကျုပ်ရှေ့ဆက်အောင်မယ်ပိဿရှေ့ဆက်အောင်မယ်ကျွတ်တို့ရာဇဂျုံမြို့ကရှင်သာရိပုတ္တရာရဲ့အလုတ်အကျွေးတထေးမရဲ့ဝမ်းမှာတန်တေခတော့သူကသူ့လင်သားတိုးတိုးလေးပြောတယ်ဆိုတဲ့စကားကကျုပ်ဖောက်ထွက်သွားတာပြန်ဆက်မလို့နော်ဟန်ကြပြီနှမဒီကနေ့ကစပြီးတော့အပူလေးမစားပါနဲ့လားကွယ်နှမရဲ့ပိတ်ဆက်လွန်းတာတွေမစားနဲ့နော်ပိတ်ချင်လွန်းတာတွေလည်းမစားနဲ့ပိတ်ပူလွန်းတာတွေလည်းမစားနဲ့ပိတ်အေးလွန်းတာတွေလည်းမစားနဲ့ဒါတော့စားကြမရှိဘူးဆင်ញင်ပြီးတော့အစားခိုင်းပူရစက်တာတွေစားလို့ရှိရင်အတွင်းကတတ်တတ်နေပူကြီးရဲ့တက်ချီရဲ့အလေးပင်မရွက်နဲ့နော်ထင်းမဖြတ်နဲ့မောင်ကြီးဖြတ်မယ်ရေမခန့်နဲ့မောင်ကြီးခတ်မယ်အိမ်မရှိတဲ့အစီကံကလေးတွေကိုခိုင်းမယ်စောင့်ရှောက်ပါကွယ်နှမရဲ့လို့တရားနာပိဿကြီးတန်တွေကိုအဆောင်ရှောက်ခိုင်းတော့သည်တန်တွေအဆောင်ရှောက်ခိုင်းတော့ဒီမိမချင်းချင်းဖြစ်လာမောင်ရဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့တန်ဃာတော်900တွေကိုပင့်ပြီးတော့ရေမရောတဲ့နို့ကနာဆွမ်းနဲ့ဆွမ်းကတ်ခြင်းနဲ့ပြီးတော့လေငါမှလေတန်ဃာတော်အရှင်မြတ်တွေကိုပင့်တဲ့အချိန်ကစပြီးတော့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ခြင်းနဲ့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ပြီးတော့ရေမရောတဲ့နို့ကနာဆွမ်းနဲ့ကတ်ခြင်းနဲ့အကျိုးဆက်ဒါနရှင်တွေမှတ်ထားကြသမ်းပါဟိုးနောက်ဘဝကလူမှုတမ်းမှုဖြည့်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝလည်းဖြည့်ခြင်းနဲ့တရားတရားရှိဒါကြောင့်တရားနာပိဿကြည့်ဟိုမှာဟိုဘဝကလှူခဲ့တဲ့ရေမရောတဲ့နှုတ်ကနာဆွမ်းရဲ့တတ္တိဒီမှာလာပြရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့တန်ဃာတော်900ကိုနှုတ်ကနာဆွမ်းနဲ့ကတ်ခြင်းနဲ့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ခြင်းနဲ့ဆိုတာကလည်းအတွင်းကသတ်တန်တွေကဖယားသာသနာပေါ်ဝင်ထမ်းပြီးတော့ရှင်ရဟန်းပြုမဲ့ပုပ္ပနမိတ်လို့ဖြစ်လာတဲ့ပိဿ
အဲ့ဒီရင်မငင်းဘူးလင်သားလုပ်တဲ့လူကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတန်ဃာတော်900နဲ့ပင့်လို့ကြွလာတဲ့အချိန်ခါမှာဒီကလေးကိုတရားနာပိသားကြီးမွေးဖွားတဲ့အချိန်မှာတာဖွားတဲ့မင်္ဂလာပြုလုပ်ပါသည်ဒီတာဖွားတဲ့မင်္ဂလာပြုလုပ်တဲ့အချိန်ခါမှာတန်ဃာတော်အရှင်မြတ်900နဲ့ရှင်သာရိပုတ္တရာပင့်ဒါကြတို့ဖြူးမျိုးကတရားတော်မတွေအတုယူစရာပေါ့လေသားကလေးဖွားသမီးကလေးဖွားမြောက်တဲ့မင်္ဂလာကိုပြုကြရတယ်အသက်ရှည်ပါစေအနာကျင်ပါစေငါသားလေးငါသမီးလေးယရဏသုံးပါးကြီးညိုတတ်တဲ့သားသမီးဖြစ်ပါစေတရားနာရတဲ့သားသမီးဖြစ်ပါစေလူတတ်တတ်တဲ့တရားတော်တရားရှိတဲ့သားသမီးဖြစ်ပါစေဒါကြောင့်တန်ဃာတော်တွေမွေးဖွားတဲ့အချိန်ခါမှာပင့်ပြီးတော့ဆွမ်းကတ်တဲ့ဆိုတဲ့အလုပ်ဟာမွေးဖွားတဲ့မင်္ဂလာပြုလုပ်တာမျိုးအဲ့ဒီတရားနာပိသားကြီးကလေးကိုရေတွေချုံနတ်နာတွေလိမ့်ပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတို့ကျွန်းအလားအဖိုးတသိမ့်ထိုက်တဲ့ကဗလာပေါ်မှာကလေးလေးကိုတင်ထားဒီအဖိုးတသိမ့်ထိုက်တဲ့ကဗလာပေါ်မှာတင်ထားပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုဆွမ်းကပ်ပြီးတော့တန်ဃာတော်900ကိုဆွမ်းကပ်ရေမရောတဲ့နှုတ်ကနာထမင်းကြံဟင်းကြံတွေကိုထမင်းကျွင်းဟင်းကျွင်းတွေကိုတရားနာပိသားကြီးတန်တယ်ရထားတဲ့မိမကစားသည်စားတော့ပြီးတဲ့နောက်ဟဲ့ကြည်စမ်းငါသားလေးကြည်စမ်းငါသားလေးကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြည်နေပါဘောလားကြည်နေဆိုတခြားမှမဟုတ်ပဲနဲ့စိမ့်ကြည့်ကလေးလေးကသိအော်ငါဆရာပါလားငါဒီနောက်ဘဝလုံးကလူခဲ့တောင်းခဲ့ဌာနကိုစိုက်ပျိုးရဖြစ်တဲ့လေရာမြေကောင်းတစ်ဖွဲရှင်သာရိပုတ္တရာကိုရောမြတ်ငါဆရာကြီးပါလားငါကျေးဇူးရှင်ကြီးပါလားလို့ဒီတိုင်းသိတယ်ကလေးကဝိဖွားကစားလေးဟိဒီလိုသိရုံနဲ့မကဘူးတရားနာပိဿသူ့ထိုင်းနေတဲ့အိတ်နေတဲ့ကဗလာဘော်ကနေပြီးတော့ကလေးကိုနေရာရွှေ့လိုက်တော့ကလေးကကက်လာအောင်ငိုရောမလုပ်ကြနဲ့မရွှေ့နဲ့ငါသားလေးသူကြိုက်တဲ့နေရာနေပါစေလာတားဆိုပြီးတော့ကလေးလေးပွေ့ချီတော့ကလေးလေးကတရားနာပြီးသားအဲ့ဒီကဗလာကြီးကိုလက်ကလေးနဲ့ချိတ်တော့လက်ကလေးကနှုတော့ကိုကလေးလေးကလက်နဲ့ကဗလာကိုမချိတ်နိုင်တော့ငိုတယ်ဟောဘာလို့ငိုတာပါလဲအော်ကြည်စားဒါလေးကိုချိတ်တယ်ကဲမင်းကဒါနဲ့ကင်းကွာနေတယ်ဆိုရင်ငါသားကငိုမှာပဲလာခဲ့ဆိုပြီးကဗလာကိုပဲကလေးလေးနဲ့လက်ကလေးနဲ့တပ်ပေးပြီးတော့ပွေ့ချီသွားတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအပလို့လည်းရောက်ပါလေရောကဗလာကိုလက်ကလွတ်ပစ်လိုက်တော့ကဗလာအောက်ကျကလေးဖျားမိုင်မဲတဲ့ကလေးမို့ဒီလိုလှုပ်တာသိခံတော်မူပါဖျားလို့ရှင်သာရိပုတ္တရာကိုရောမြတ်ကိုလည်းမလျှောက်ထားတဲမိုက်တဲ့ကလေးလို့လည်းအပြစ်မတင်တန်တော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုတသိမ့်ထိုက်တဲ့ကဗလာငါသားကလေးကလူစေခြင်းတဲ့နဲ့တူတယ်ကြည်ပြိဿအဲ့ဒီတသိမ့်ထိုက်တဲ့ကဗလာကြီးကိုရှင်သာရိပုတ္တရာလှူပြီးတဲ့နောက်တတိတော်သားလေးအရှင်ဘုရားရဲ့ကြေးကျွန်လေးရှင်ဘုရားရဲ့ကြေးကျွန်ဆိုတာအရှင်ဘုရားရဲ့တပည့်သားလို့ဆိုလိုပါတယ်တရင်တနည်းအားဖြင့်ပြောလိုက်တဲ့စကားရှင်ဘုရားဒီကလေးကိုနာမည်မိတော်မူပါဗျာနေကိုဒီကလေးရဲ့နာမည်ငကိုခေါ်စရာမရှိဘူးလားငကိုခေါ်စရာမမိသေးပါဗျာဒီကလေးရဲ့နာမည်ကအရှင်ဘုရားရဲ့နာမည်နဲ့အတူတူပါပဲဘုရားပြောပြီနော်ရှင်သာရိပုတ္တရာကနည်းနည်းစဉ်းစားအရှင်ဘုရားရဲ့နာမည်နဲ့အတူတူပဲဆိုတော့ငါဒီလူဘဝတုန်းကတာရီပုံနှင်းမကြီးကမွေးထားတဲ့သားသမီး9ယောက်ထဲမှာငါအကြီးဆုံးငါရဲ့လူဘဝတုန်းကနာမည်ကဥပတိတ်တာငါနာမည်နဲ့အတူတူပဲဆိုရင်ဒီကလေးနာမည်တိတ်တာဒီလိုမှဲ့လိုက်ကြ
တိတ်တာလို့ကလေးကိုအမိပေးဒေတာကြီးကလေးကိုဘယ်လိုအမိပေးလိုက်တော့တိတ်တာလို့ပေးလိုက်တယ်မြို့အဲဒီလိုတိတ်တာလို့အမိပေးပြီးတဲ့နောက်ရှင်းသာရိပုတ္တရာကိုရောင်မြတ်ကြီးကလည်းပြန်ကြွနောက်တရားနာပိဋကဂျာကာလမှာဟောဒီကလေးနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုတိုင်းရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့သားလျင်ဆွမ်းကပ်ခဲ့သည်ဒေတာကြီးဘာနဲ့ဆွမ်းကပ်တော့နှုတ်ကနာနဲ့ဆွမ်းကပ်ပြီးတော့လာခဲ့ရနောက်ဒီကလေးထမင်းကျွေးတဲ့မင်္ဂလာထမင်းခွန်းတဲ့မင်္ဂလာလို့ဆိုပါတယ်နောက်ဒီကလေးကိုတရားနာပိဋကကြီးပစိုးဝတ်တဲ့မင်္ဂလာဒီကလေးကိုနောက်အုတ်ရှောင်ထုံးတဲ့မင်္ဂလာအဲ့ဒီမင်္ဂလာတွေကိုပြုတလေးနဲ့ပတ်သက်ပြီးတော့နောက်မဲမဲ့တဲ့မင်္ဂလာထမင်းကျွေးတဲ့မင်္ဂလာပစိုးဝတ်ပေးတဲ့မင်္ဂလာအုတ်ရှောင်ထုံးတဲ့မင်္ဂလာအဲ့ဒီမင်္ဂလာတွေပြုပြီးတော့ဒဇနဲ့ကလေးကကြီးပြင်းလာတော့တရားနာပိဋကကျွတ်တူခုနှစ်နှစ်အရွယ်ရောက်လာပြီဆိုကြပါစို့ဘယ်အရွယ်ရောက်လာသလဲပိဋကကလေးနဲ့ပတ်သက်ပြီးတော့ချင်းချင်းဖြစ်ကြတဲ့ကဒီကလေးအလိုဆန္ဒဖြစ်နိုင်တဲ့မိဘတွေကိုဒါကြောင့်ဖြူမျိုးကတရားဓမ္မတွေမှတ်သွားကြပါသာသမီရဲ့ဆန္ဒသာသမီရဲ့ဇယိုက်သာသမီရဲ့အကျင့်ကိုသိရင်ဒီကလေးတွေဆုံးမလို့လွယ်သမျိုးတို့တော်လည်းပဲဒီကလေးတွေဆုံးမတဲ့နေရာမှာမိလိုက်ဖပါဆိုတဲ့စကားလေးကရှိတယ်မိဘလောက်တဲ့လူကရုပ်ရှင်များကြည့်တော့ဒီသားသမီးကလည်းရုပ်ရှင်ကြည့်တဲ့နေရာများကြည့်တတ်သည်မိဘလောက်တဲ့လူကဘုန်းကြီးကျောင်းသွားပါများရင်သားသမီးတွေကလည်းဘုန်းကြီးကျောင်းများပါရသည်နားထောင်မျိုးမိလိုက်ဖပါကိုဘုန်းကြီးပြောနေဘုန်းကြီးကျောင်းခင်ဗျားတို့သွားတဲ့အခါကလေးတွေလည်းပြစ်မထားခင်နဲ့ခေါ်သွားပါခေါ်သွားတဲ့ချိန်ခါမှာမိဘကဖယားကတော့ကလေးကငုတ်တုတ်ထိုင်းနေမိဘကသတိမရလို့ရှင်မခိုးတောင်မှကျောင်းကဘုန်းကြီးကဟေးဖယားကတော့ဟေးရှိခိုးရကလားကွယ်ဟေးဘုံဥတော်ဟေးကတော့ဟေးတန်ဃာတော်များကလည်းရှိခိုးအောင်တိုက်တွန်းပေးသည်ခင်ဗျားတို့မိဘတွေကလည်းဟဲ့အမေကြီးအမေကြီးဘုံကိုကတော့လေဖယားကိုရှိခိုးလေနဲ့မိဘကကြောက်ကံဖယားကိုအသွားများတော့ဟောကလေးသူကလည်းကြောက်ကံဖယားကိုပါတတ်တယ်ပါသွားတဲ့ချိန်ခါမှာဖယားရှိခိုးတတ်တယ်ဘုန်းကြီးရှိခိုးတတ်တယ်ဘုန်းကြီးနဲ့စကားပြောတတ်တယ်မှန်ရလားပြိဿကြီးမှန်ပါဗျာဒါတော့ခမရတို့မိဘကပုပ္ပစရိယမိလင်ဖအလွန်အရေးကြီးပါတယ်ဗျာအရေးကြီးပေမဲ့လို့လည်းနီးစပ်တိုင်းဒီစကလုံးတွေတတ်မလားဆိုတော့တချို့ကြလည်းကျွဲပါစောင်းတီးပေါ့လေကျွဲအပမှာစောင်းတီးလို့ကျွဲနားမလဲသလိုပေါ့မြတ်တို့ကြားဖို့မှာပေါ့နီးတိုင်းလည်းစကလုံးပြောတတ်တယ်မထင်နဲ့ဒါမိဘကလည်းသင်မှာအင်းမလားဟိုကျွတ်တို့ကျောင်းတကကျောင်းအမသူ့သမီးလေးကကြောင်ဆုံးသွားဖို့မိဘလွှတ်လိုက်တာကိုဆုံးသွားဖို့တော့ကျောင်းတကကျောင်းမှသမီးပဲဒီပြောတတ်ဘူးဆုံးုပ်ကလေးပို့ပြီးတော့သူကဘုန်းကြီးတွေရှောက်တယ်ကကိုတော်လေးလည်းနေရတော့တပည့်တော်မှလည်းကြွရအောင်မယ်ဗျကိုတော်တွေတော့နေရတဲ့သူကတော့ကြွမှာဘယ်များကြွမယ်မသိပါဘူးကိုတော်တို့လည်းနေရရောတပည့်တော်မှလည်းကြွရအောင်မယ်ဘုရားလူပြောသွားတော့နောက်နေ့ကျောင်းအမကြီးကိုပြောတယ်ဘုန်းကြီးတွေကတက္ကမကြီးကျောင်းအမသမီးဖြစ်ပြီးတော့စကလုံးတွေကမှန်မှန်ရွင်နဲ့ကိုတော်တို့လည်းနေရရောတပည့်တော်မှလည်းကြွရအောင်မယ်လို့ပြောသွားတယ်မိတ်တော်ဗျာဒီကောင်မလေးမိတ်တော်မူလိုက်မှကြဒီတိုင်းကြီးပဲသူကပို့ဆိုးတယ်မိတ်လာတယ်သူသမီးကဘုန်းကြီးတွေကိုနောက်ဘုန်းကြီးတွေကတရားနာပြည့်တဲ့ကျောင်းတကာကြီးပြောတာပေါ့တကာကြီးရဲ့တဲ့ကျောင်းတကာကြီးရဲ့မိမနဲ့သမီးဖြစ်ပြီးတော့ဒီလိုပြောသွားကြတယ်တကာကြီးရဲ့သမီးကလည်းကိုတော်တွေလည်းနေရတပည့်တော်မှလည်းကြွရအောင်မယ်ဒကမာကြီးတိုင်တော့ဒကမာကြီးလည်းဒီကောင်မလေးမိတ်တော်မူတိုင်းမှဒီတိုင်းကြီးပို့ဆိုးနေတယ်ဒကာကြီးရဲ့တယ်မိုက်တဲ့သားမိဖေ။နောက်ဒီသားမိတလုံးမိုက်တဲ့ကျောင်းဝင်တဲ့ခြေတော်ရတောင်မချပါသေးနဲ့ခြေတော်ရဆိုတာဘုရားမှချတာသူ့ကြပို့ဆိုးတယ်ဒါကြောင့်တရားနာပိသကြီးနီးတိုင်းလည်းပြောတတ်တယ်မထင်နဲ့မှန်မှန်ရွင်ရွင်ဖြစ်တာလုံးလို့ဟဲ့ဒီငယ်ဓမ္မငယ်တို့ဘုန်းကြီးနဲ့စကားပြောတတ်အောင်ကြိုးစားပါယဟန်တန်ခါနဲ့ဆက်ဆံတတ်အောင်လမ်းဘုန်းကြီးယဟန်တော်ကတွေ့တောင်မှလက်အုပ်ချီတတ်အောင်ဖဏကလေးချွတ်တတ်အောင်အရိတ်ကလေးကိုရှောင်တတ်အောင်ဂယုစိုက်ကြတချို့ဘုန်းကြီးအရိတ်မရှောင်တတ်ဘူးနေကအရှိကထွက်နေတယ်အရှိဘက်ကရှောင်မှအရိတ်လွတ်တယ်
ညနေပိုင်းရောက်သွားတယ်နေကအနောက်ရောက်သွားတယ်အနောက်ဘက်ကရှောင်မှအရေးလွတ်နေအနောက်ဆိုရင်အရေးရှိပဲသွားတယ်နေအရှိဆိုရင်အရေးအနောက်ဘက်သွားတယ်အဲ့ဒါမိဘတွေကတင်ထားမှကျုံမန္တလေးတွေကကြုံဘူးတယ်ကလေးတွေကရှေ့ကမိဘကနောက်ကသူတို့ကစားရှေ့ကသွားရှေ့ကနေရာတကာရှေ့ကသေတော့လည်းရှေ့ကတိတ်ပြက်စရာကြီးကြည့်လေကလေးတွေကရှေ့ကကျုပ်ကသပိတ်လေးပိုက်လို့ဆုံးခံရင်ဒါကတော့ဝေးဝေးရပြောထားဘူးအနာနာကြောင့်မှဟဲ့ကောင်မလေးအရေးတယ်အရေးဆိုတော့ကလေးမလေးကခြေထောက်မြောက်ပြီးရှောင်တော့ရှောင်တာဗျာနင်းမဲ့နင်းတော့ကျုပ်ခေါင်းကိုနင်းချရတဲ့ခါအဲ့ဒါမိဘများတင်ကြမှုနဲလို့ဒါကြောင့်တန်ဃာတော်များအရေးရှောင်တာကအစဘယ်လိုရှောင်ရမလဲခဏကလေးချွတ်တာဝန်မလေးပါဘူးခဲ့ငါလေးသာသနာအညာဆန်းဆိုတဲ့အတိုင်းကတာမြို့ငါတရားဟောရောက်သွားတယ်အဲ့ဒီငယ်ဓမ္မငယ်တို့မင်းတို့နင်တို့အရွယ်လေးတွေလေဟောဘုန်းကြီးတို့ကကြွလာရင်လေဘုန်းကြီးတို့ကကြွလာရင်လေအဝေးကဘုန်းကြီးဟန်းကိုမြင်ကြတဲ့ကခဏကလေးချုပ်ပြီးဒူးတုတ်ဆောင်ပြီးတော့အဲ့ဒီတန်ဃာတော်ကိုရှေခိုးပြီးမှကိုလိုတဲ့ခရီးကိုဖဏစီးသွားကြသည်အကယ်၍ဒူးတုတ်ပြီးရှင်မခိုးနိုင်တော်မှာဘုန်းကြီးယဟန်နဲ့50လှမ်းလောက်အလိုမှာဖဏကလေးချုပ်ပြီးလက်အုပ်ကလေးခြိရက်တဲ့ဟိတန်ဃာလုံးမလိုတဲ့ခရီးကိုသွားသည်ဒါလေးတွေဟာဘာသာရေးသာသနာရေးမှာတို့မြန်မာနိုင်ငံအရင်ကျေးဆုံးနိုင်ငံဖြစ်လို့ဒါလေးတွေမိဘများကလည်းသင်ပေးကြတယ်အခုဘုန်းကြီးဖြူပြောဟောဒီတရားဟောမလို့ဒီထဲကိုဝင်လာတော့တရားနာပိဋကဒီဘက်ကကျုပ်လာလို့မရတော့လမ်းမရှိတော့လမ်းမနေတောင်းရဇာတ်ယုံကရှံထွက်နေအပြင်ဘက်ကလည်းမဆန်းဘူးအဲ့ဒါနဲ့ဘုန်းကြီးဟိုဘက်ကနေလှည့်ပြီးတော့ကားနဲ့နောက်ကဝင်မှောင်ရိပ်ထဲမှာကျမ်းမီကံဆရာတော်မှန်သိတာနဲ့မှောင်ထဲကထိုင်ရှိခိုးတဲ့ဟေးညီငယ်နှမငယ်လေးတွေငါတွေ့ရတယ်ဒါဝမ်းသာလုံးလို့ဒီယဟန်ဒီသံဃာဒီဆရာတော်တွေလားလို့ဆိုတော့မဟုတ်ဘူးဖြူးမြို့တစ်မျိုးလုံးမှာရှိနေတဲ့သံဃာတော်အရှင်များတွေ့တိုင်းယူသေးလေးစားကြသမ်းပါလူတွေကလက်အုပ်ချီရှိခိုးရင်ကိုယ့်ရုပ်ကာယသွားတဲ့ဘုန်းကြီးတောင်လက်ငြိမ်သွားတယ်လက်ရမ်းသွားနေတာတောင်ငြိမ်သွားတယ်လူတွေကကြည်ညိုလေးဘုန်းကြီးတွေကကိုယ့်ရုပ်ကာယမနေရဲလေးမကြည်ညိုရင်ဘာဖြစ်ကွာဘယ်ကောင်ဘာပြောကွာဆိုဂုံလုံးကုန်တာကိုကားတယ်ခင်ဗျားတို့ကမူတည်တယ်နော်ဟောဒီမဲ့သင်္ကန်းကြီးပခုံးပေါ်တင်ပြီးတော့တောင်းတီမောင်းတီလက်ရမ်းပြီးတအားသွားနေတဲ့ကိုတော်တစ်ပါးကိုလေဟာဒီကိုတော်နဲ့ကွာမြင်မကောင်းကွာဘယ်လိုကိုတော်တုံးကွာမပြောနဲ့တန်ခတ်တာအဝဏံဘာတတိကို့မှာအပြစ်ရှိဒီလိုမပြောဘဲနဲ့ဘယ်လိုလုပ်ရမလဲဖက်ချုပ်ဟေးဒူးတုတ်ပြီးထိုင်ဆောင်ရှစ်ခိုးဒူးတုတ်ပြီးထိုင်ဆောင်နေဟိုခုနကသင်္ကန်းကြီးတေကပီကြီးပခုံးပေါ်ပြစ်တင်ပြီးတောင်းတီမောင်းတီသွားတဲ့ကိုတော်ဟာလေငြိမ်သွားတာဟာငါရှစ်ခိုးလို့ဟာငါရှစ်ခိုးလို့ဒီမှာငါဒီကနေကိုကားနဲ့ဟောဒီမတရားနာပြီးတော့ခတ်တုတ်ခတ်မြန်တောင်းတီမောင်းတီသွားတဲ့ကိုတော်ကိုညင်သွားတယ်ဘာဖြစ်လို့ရှစ်ခိုးတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာလေးစားသွားတယ်သူတို့ကယိုသေးတယ်ငါဒီလိုမတော်ရောနေလို့မသိမှာလားခင်ဗျားတို့အကြောင်းပြုပြီးပြင်သွားတယ်တချို့ကြဒီလိုမဟုတ်ကြရှာတော့ဘယ်လိုဖြစ်ကုန်လို့ကိုယ့်ရုပ်ကားရတယ်သင်္ကန်းဟိုပွဲဇက်ပွဲကြီးတစ်ခုပွဲကဘုရားပွဲတင်မလင်ငွေကိုတော်ကြီးကလည်းပဲကျွတ်တူဟို9000တောင်မြင့်တင်မလင်ငွေဘုရားကြီးအဲ့ဒါကိုတော်တစ်ပါးကမမြင်ရတော့ပွဲမမြင်ရတော့ဘုရားလက်မောင်းကဆွဲပြီးပခုံးမော်ကာယခွတက်ကြည့်ဘုရားပခုံးမော်ကာယခွတက်ကြည့်တယ်အဲ့ဒါတခါတယောက်ကသွားရှာရှိတယ်ရှာရှိတော့ဟိုရှာပြန်ခောက်တာပေါ့တကားဘယ်နဲ့ပြောတယ်ထင်ကိုဘယ်ဘုရားပေါ်တက်တာဘယ်နဲ့ဘုရားပေါ်တက်နေတာလို့ဆိုတော့ဟိုကဘာပြောတယ်ထင်ဟဲ့တကဒီမှာမင်းသားမမြင်ရတော့ပွဲဘယ်နဲ့လုပ်ပြဒီတော့ပခုံးပေါ်လေပင်ခွပြအေးမင်းသားတောင်အဖေဖြစ်တဲ့မင်းပခုံးပေါ်တက်သေးတာဟဲ့ကောင်ငါဘာပခုံးပေါ်ငါတက်တာဘာဖြစ်တော့ခွဒီမှာဘုန်းကြီးတွေပွဲမကြည့်တဲ့ရင်ကျုံမှာခဲ့မယ်ကြားလို့ပွဲခင်းနဲ့ဘုန်းကြီးတွေ့ရင်လေရှစ်တာနိုင်ခိုးတကယ်ပြောတာအဲ့ဒါပွဲခင်းနဲ့ဘုန်းကြီးပါသွားပါလေရုပ်ရှင်တွေကြည့်တော့မကြိုက်ရင်လည်းရှစ်တာနိုင်ခိုးခင်ဗျားတို့ကရှစ်ခိုးရင်လေအဲ့ဒါဟောကျွတ်တို့ဘုန်းကြီးတွေရိုက်တာနဲ့နာတယ်ပွဲခင်းနဲ့ရှစ်ခိုးတဲ့ရိုက်တာနဲ့နာတယ်ဘယ်ထွက်ပြေးမှန်းကိုမသိဘူးမင်းလည်းဒီနေရာရှစ်ခိုးတဲ့နေရာမဟုတ်ဘူးတန်နေတော့တိုင်းတော့မှာထားအော်ကိုတော်လေးကိုကားဖြစ်ရှစ်တာနိုင်ခိုးပါတခုတော့ရှိတာမို့လေနှုတ်သက်အာသာကောင်းတဲ့ကိုတော်ဆင်းတဲ့တက္ကမကြီးစောင့်နေဘီလိုက်တလုံးတော့လုတ်ပြဆိုရင်ကတ်တကားအရေးကြီးတာမဟုတ်ခဲ
ဒါကြောင့်တရားနာပိဋကကြီးပွဲခင်းနဲ့မှဘုန်းကြီးတွေမမြင်တဲ့ချင်းရင်ရုပ်ရှင်ယုံမှမတွေ့တဲ့ချင်းရင်ဖော်ပွဲမှမတွေ့တဲ့ချင်းရင်ရှစ်သာနိုင်ခိုးအဲ့ဒီပွဲခင်းပေါ်ပွဲရုပ်ရှင်ပွဲတဲ့ဘုန်းကြီးတွေပါသွားပါလိမ့်မယ်ပိဋကတန်ဃာအပြစ်ပြောတတ်တဲ့အလေးဟာတန်ဃာခံရမယ့်ကိစ္စခင်ဗျားတို့ပြန်ခံရလွန်းလို့ဓာခုတ်တဲ့နေရာလက်ဝင်မရှူပါနဲ့ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့ဘုန်းကြီးရဟန်းတွေကပြင်သွားနိုင်ပါတယ်ဗျာခင်ဗျားတို့ကိုလေးစားပြီးတော့မတော်ရနေလို့ထိုင်လို့မရပါဘူးဗျာသဘောပေါက်ရလားပြိဿကြီးဘုန်းကြီးပြောတာကြည့်ဟဲ့အခုဟိုမှာတန်ဃာတော်တွေရဲ့လေးစားမှုယူသည်မှုနဲ့ပတ်သက်ပြီးတော့ပုပ္ပစရိယမိနှင်ဖမိဘကိုကလည်းသူချင်းချင်းတတ်တာလုပ်ပေးတယ်သူဆွမ်းကတ်ချင်တာတွေလုပ်ပေးတယ်ကဗလာလေးလက်ညှိုးနဲ့ချိတ်တာတောင်မှလှူနိုင်အောင်လှူပေးတယ်အဲ့ဒီလိုတရားနာပိဋကကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအကြောင်းပြု၍ကလေးလေးဒါနဒုမဟာသေနပုံနာကြီးဘုရားကစိုက်မြုပ်ပြီးတော့လာခဲ့ရဟော9နှစ်သားရောက်9နှစ်သားရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွအလားမိခင်ဖခင်တို့ကျွန်တော်ဒီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့နောက်တော်လိုက်၍ကျွန်တော်လေကိုရင်ဝှချင်တယ်ပိဋကကြီးဘာဝှချင်တဲ့တုံးမျိုးကိုရင်ဝှချင်တယ်ဆိုတဲ့ကိစ္စမိဘကတရားနာပိဋကမတားမြစ်ဘူးကောင်းတယ်တာလူလေသင်္ကန်းဝှချင်တဲ့အမေတို့ဝှခွင့်ပေးမယ်အခုခင်မိဘတွေလည်းနည်းနည်းဂရုစိုက်ဖို့ဗျာသင်္ကန်းဝှချင်တဲ့သားလေးတွေဝှပါစေဗျာကျွတ်တို့ဘုန်းကြီးတွေနည်းနည်းသွားပါပြီတဖြည်းဖြည်းနော်သာသနာကြီးနည်းနည်းအာရော့သွားတယ်ဗျာခင်ဗျားတို့ကသင်္ကန်းတော့ဝှပေးပါရဲ့မိယိုးဖလားထုံးစံမယ်ငါသားလေးမြဲရင်ပိုကောင်းတဲ့ဟဲ့ဆိုတဲ့စိတ်ဓာတ်ကနည်းသင်္ကန်းဝှပေးမယ်တန်တော့လေတန်းချောင်းကနှုတ်9ရက်လောက်ခွင်တောင်းဝှကိုရင်လေးကပျော်တယ်ဘုန်းကြီးဟိုကိုရင်ဘဝပျော်တာလည်းမပြောနဲ့အိမ်စားရတာ2ခွက်3ခွက်ဆိုတာအလွန်ဆုံးကြောင်းကြဘုန်းကြီးတွေလည်းစားပြီးတော့သပွဲကုန်ကြီးအပြည့်စားတော့ကိုရင်လေးကမထွက်ချင်ကိုရင်ပြော့ရဲ့လားပြောတာပေါ့ဗျာခင်ဗျာအိမ်ခင်ဗျားတို့ကြုတ်ပုံပေးတာဥပမာဂျပွဲကြီးနဲ့အပြည့်ရဂျပွဲကြီးနဲ့အပြည့်ရပြောတယ်ပြောတော့ပါပြောတော့အလေးတဲ့ကိုရင်ပြောရင်တော့ကောင်းပါတယ်တဲ့တော့ကြတောင်းမတင်ရင်မကြဖြစ်မယ်နော်တဲ့ကိုရင်လူတွေဟင်းရည်စွဲတဲ့ဒါပတိကိုရင်တဲ့ကိုတက်တက်လုံးပြောရင်ကောင်းပါတယ်တက်တက်လုံးမပြောရင်ခက်မယ်တဲ့ကျောင်းက9ရက်ခွင့်ယူရတာမဟုတ်လားတဲ့အတန်းပြည့်နေမယ်နော်တဲ့ကိုရင်ထွက်အထွက်ခိုင်းခင်ဗျားတို့ကအတန်းချိုက်ဒါကြောင့်သာသနာတော်ပြောတဲ့သားလေးတွေရှိရင်ဖြင့်သာသနာတော်ကြီးပျော်မွေ့သလောက်ထားကြသမှာဆွမ်းဆေးကြောင်းတင်ကပစ္စည်းလေးမှထောက်ပင်ကြသမှာကြည့်အတုယူစရာဟိုမှာပြိဿသားလေးသင်္ကန်းဝှချင်တာမတားဘူးအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့ကြေးကြုံကသင်္ကန်းဝှချင်တဲ့ဘုရားအရှင်ဘုရားတို့ကြွတော်မူနှစ်မှာတပည့်တော်တို့ညကြတော့ဟောဒီမောင်တိတ်တာလေးကိုခေါ်ပြီးကြောင်းသို့လာခဲ့ပါမယ်ဘုရားရှင်သာရိပုတ္တရာပြန်ကြွရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလည်းပြန်ကြွပါလေရောတရားနာပိဋကရေညကြတော့သားလေးမောင်တိတ်တာကိုခေါ်ပြီးတော့တရားနာပိဋကကြောင်းလိုက်သွားကြကြောင်းလိုက်သွားပြီးတော့တန်ဃာတို့အရှင်မြတ်များရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့ဘက်ကတည်းဒီလိုရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့တန်ဃာတော်ကြီးဆွမ်းကပ်ပြီးတော့ကိုရင်ကလေးဝှက်ပေးမယ်အချိန်မှာရှင်သာရိပုတ္တရာကိုရောမြတ်ဒီဘာကမ္မထံပေးတုံးဆိုတော့တသပစ္စကကမ္မထံဧကကြီးဘာကမ္မထံတုံးမြို့ကေသာလောမာနခာဒန္တာတဇော32ခုထာတာအကုန်လုံးမပေးနိုင်တော့လေတရားနာပိဋကအဲ့ဒီဆရာဖြစ်တဲ့ဘုန်းကြီးကဒီ9ပါးသောတသပစ္စကကမ္မထံတော်ပေးပါတချို့ကဒါကိုသမန်ငါရှောင်းကထင်ပါတယ်မထင်ပါနဲ့ခေငါဝါလူသက်စုမကပွင့်တော်မူသွားကြတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းမစွန့်နဲ့ဒုတိဋ္ဌကာယကမ္မထံဖြစ်ပါတယ်ဗျာများများမပေးနိုင်တော့လေတသပစ္စကကမ္မထံကိုပေးပါအဲ့ဒီကေတလောမနခရတတသောဒီကမ္မထံကိုပေးတဲ့ချိန်ခါမှာကေတာဆိုတဲ့ဆံပင်လေးနဲ့ပတ်သက်ပြီးတော့မမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခအနှစ်မရှိတဲ့အနတ္တ
လက်ခဏာရေးသုံးပါးမှလည်းလွတ်ပြီးတော့နိဗ္ဗာန်ရရိုးထုံတာမရှိလို့ဒီလက်ခဏာရေးသုံးပါးနဲ့တကွမောင်တိတ်တာကလေးကိုသင်္ကန်းဝတ်ပေးလိုက်ပါပြီပြိဿရေရှေးတုန်းကရှင်ပြုတာများခင်ဗျားတို့စဉ်းစားကြည့်ပေါ့မန္တကြီးတွေမဆောက်ပါဘူးကွန်းတောင်ကိုင်းပန်းတောင်ကိုင်းတွေလည်းမပါပါဘူးဘာမှမပါပါဘူးတရားနာပြိဿနော်မြင်းကြီးတွေစီးပြီးရှင်လောင်းလှဲ့တာလည်းကျမ်းဂန်နဲ့မတွေ့ပါဘူးအဲဒီခင်ဗျားတို့ခေတ္တလောက်ကြရရှင်လောင်းလှဲ့ရတယ်မြင်းကြီးစီးလို့ရွှေထီးကြီးကဆောင်းရတယ်မောင်ရင်လောင်းလေးလိုဝေးရတယ်ကွန်းတောင်ပန်းတောင်ကိုင်းတွေနဲ့ဘိုးအေးပွားအေးတွေနဲ့ဗိသိက်တွေသွင်းရတယ်မှန်လားပြိဿကြီးမှန်ပါဗျာဟောဒီဇတ်ထုတ်ကငိုခြင်းလည်းမပါသိုးစရာလည်းမပါဘူးဇက်ွက်ဇက်သားလေးစီးစီးဟောနေတာဒါပြီးတရက်သေးပြီးမဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးခင်ဗျားတို့ကြည့်ရတာလည်းတချို့ရန်တိရန်ခွေဖြစ်ကုန်တနာတယ်ဒါပြီးကျုပ်တရားကဒီတရားကဒီအချိန်မှာဓာတ်စာကျွေးလို့လည်းမဖြစ်ဒီတရားခက်စီစီဟောတာတောင်တရားနာပြေးတာမပြီးဘူးဗျနှစ်ဖက်ကဆဲရမယ်ဇတ်လားရှင်မယားဇတ်ထုတ်များရှင်မယားတို့ပါဇတ်ထဲတင်ဖြစ်တာဗျာရှင်မယားတို့စကလုံးထွားလို့ဒီလောက်ကြားနေတာပါဗျာကျုပ်ပေါ်လည်းမအောင်မေ့ပါနဲ့နော်စကလုံးထွားတာကြံဒီကံမဟုတ်ပါဘူးခင်ဗျားတို့လည်းသိတဲ့အတိုင်းလှတော်သားပါပြိဿပြိဿကြီးစကလုံးထွားတာဘယ်လိုလို့ဒီလေးတွေကလှတော်သားတဲ့လူကြီးတွေကရန်ကုန်သွားတော့မှထင်တယ်လောက်ဘူးသူတို့ကလှတော်သားဟဲ့စကလုံးထွားတာဥလတ်သိဆေးတာမတော့ရဲတဲ့ရွာပေါ့ရွှေဘိုလမ်းမှာရှိတဲ့လှတော်ဆိုဥလတ်သိဆေးတာမတော့ရဲတာမပြောနဲ့ဥလတ်သိရှိသူတို့ရွာကတကြီးဆေးတာမတော့လာတော့သူတို့ရွာသားတယောက်ကပြောတယ်အလိုလေတို့ရွာကတကြီးဆေးတာတောက်လာလိုက်တာကွယ်တဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတယ်ခိုင်းဘယ်ဥလတ်သိနောက်ဆေးတာတောက်ရဲတော့လှတော်ကစကားပြောတဲ့နေရာအလွန်ထွားထွားကြိုင်ကြိုင်ပြောတယ်ဥပမာမပါပဲမပြောဘူးကျုပ်စားမယုံပါဘူးလက်သိမ်းပြောတာနောက်ကျုပ်ကိုယ်တိုင်တွေ့မှယုံတယ်ကျုပ်အဲ့ဒီရွာရောက်သွားတယ်သူတို့ရွာကနေဝက်လက်မြို့ကိုချိုးရကျုပ်ကမေးကြည့်တယ်ဝက်လက်လမ်းကောင်းရဲ့လားလို့ရှင်ပြားတို့အဲ့ဒီခြေကန်းနဲ့သွားလို့တော့ဝက်လက်လမ်းကကြောက်ခဲစားသွားတော့အစာကြည့်တယ်ဝယ်ဒီလမ်းမြို့ပေါ့ကြောက်ခဲစားသွားတော့အစာကြည့်တယ်လမ်းကျန်းကျန်းနဲ့ပြောလိုက်ဆိုးဆိုးတယ်ပြောလိုက်ပြီးရောကြောက်ခဲစားသွားအစာကြည့်တယ်စကားပြောရင်ဥပမာနဲ့တပည့်တော်တို့ဝက်လက်ကမစီးဘူးဖရားတဲ့ဘာဖြစ်လို့တုံးပြုတ်လို့ဆိုတော့အိုးတဲ့ဝက်လက်ကစီးလိုက်ဖရားတဲ့နောက်ကဂလုံးဂလုံးနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖရားကားနေတယ်ပြောပါလားရေစီလှဲကလမ်းတောင်းညာတဲ့စကားပြောတာပြောပါတယ်ဒီထဲတရားနာပိဋကသူတို့ရွာနာမှာကျွတ်တို့ပေါက်တော်ဆိုတဲ့ရွာရှိအဲ့ဒီပေါက်တော်ရွာကကျွတ်တို့စာပြန်မွဲတန်ဃာတော်တွေကိုကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆုံးကတ်ကျက်သားတံပေါင်းနဲ့ဆုံးကတ်တဲ့စာပြန်မွဲသွားကြည့်ပြီးပြန်လာတော့ပြောတယ်။ပါတဲ့ပေါက်တော်စာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာလို့ဆိုတဲ့ကျက်သားတံပေါင်းနဲ့ကတ်တာဘုန်းကြီးအေးတယ်ဗျ။ဘုန်းကြီးတွေကလည်းကွာတဲ့စားတဲ့ဝေသားလေးပြီးဘလူးကြတဲ့အတိုင်းပဲဟာအယိုးကြီးကြအောင်စားလို့ပြောတယ်။စကားပြောလိုက်ရင်တရလွန်ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားတွေကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့။အိုးတဲ့ဥပမာမပါပဲစကားပြောရရင်တဲ့တပည့်တော်တို့ကလှဲမီးတို့စီးရတဲ့အတိုင်းဟောပါလားဗျာနော်ဗျာ။တလုံးမှမလွတ်ဘူး။ဒီထက်ကျုပ်ကမေးတယ်ခင်ဗျားတို့လှတော်ကားစိတ်မှာကားပေါ်ရကြရုပ်လို့မေးတော့ကားပေါ်တာမပေါ်တာတော့ဗျာတဲ့တပည့်တော်တို့ကားပေါ်တဲ့အကြောင်းပြောရမယ်ဆိုရင်ပြချီးခါတဲ့အတိုင်းတချီခါလာသိမှာပေါ့ခင်ဗျားတို့ပြားကောင်တွေဒီနဲ့ကားဘလောက်ပေါ်ဖျားတဲ့တပည့်တော်တို့ RDB မှာစီးတယ်ဟီနိုမှာစီးတယ်ဘာဖြစ်လို့တို့ညဟီနိုမြန်တယ်ဆိုတာသူများတွေပြောတာမယုံဘူးဖျားတယ်ဟိုတနေ့ကမန္တလေးစီးလိုက်သွားဟုတ်တယ်ဟိုဖျားတယ်ဟီနိုမြန်မပြောရမယ်ဆိုရင်ရိုင်းဖဲကြီးစံဖက်လိုက်ရတဲ့အတိုင်းပဲကြံဖမ်းမှာကြီးစံသူပဲတော့ဖက်လိုက်ဘူးလို့စကားပြောရင်တရလွန်ပြောတယ်ဒီထဲတရားနာပိဋကဟိုသူတို့စိုင်နိုင်ကြီးဆိုတဲ့ရွာရှိတယ်သူတို့နားမှာစိုင်နိုင်ကြီးရွာကအလှဖိုင်းလို့လိုက်သွားတယ်ဟေးတဲ့ကျွေးတာနဲ့ကျက်သားဟင်းပဲกว่าတဲ့ဒါပတိဟေးတဲ့ကျက်သားဟင်းမစားခင်ထိုင်းရှိခိုးလိုက်ရသေးဟောဘာဖြစ်လို့တော့ခါဘာဖြစ်လို့မလဲกว่าတဲ့ကျက်ကကို့တဲ့အသက်ကြီးနေလို့ကျက်သားဟင်းချက်တာရင့်နေပြောပါလားဗျကျက်ကို့တဲ့အသက်ကြီးလို့ထိုင်းရှိခိုးရ
ကားပြောရင်တလုံးမှမလွတ်တဲ့လူတွေဒီထက်တရားနာပြေတာဟိုသူတို့တငယ်ချင်းချင်းပေါ့လေတရွာသားနဲ့သွားတွေ့တော့ဘယ်နဲ့တော့ဟဲ့တဲ့မင်းတို့ရှိစီးပွားရေးကြီးပွားရေးတဲ့စီးပွားရေးကတော့မမွေးတဲ့ငါလူရေးတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲဟာစီးပွားရေးကြက်တယ်ပြောရင်မပြီးဘူးလားဝလုံးကောင်းနဲ့ဆင်မနဲ့လှုပ်တိုးမင်းတို့ရှိအလုတ်ကင်လေးရောဟာတဲ့ဟိုကမေးတယ်အလုတ်အကင်ကလည်းမမေးတဲ့ငါလူရေးတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးလာတောက်တဲ့လူရောတဲ့လူတွေနောက်ဟိုကဆက်မေးတယ်ဟိုနေပေါင်းပါတယ်မင်းတို့ရှိသမဝါယဝဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားဟာအထယ်ပေးမပေးတော့မမေးနဲ့မောင်ရေးတဲ့ကိုမိမကိုလေးချမ်းဆောင်ကြီးထိုးမှကြောက်လို့အထက်မပေးဘူးပြောရင်ပြီးတဲ့ကိစ္စပဲစကားပြောရင်အဲ့ဒီတိုင်းပြောတယ်ကျွတ်တော့ငယ်ငယ်ကကြားဘူးတာတော့တရားနာပြေတာကိုခြိပါသားပခဏမှကြားဘူးတယ်အခုလှရောသားဗျာဒါတော့လှရောစကားကိုကျွတ်တို့စာအုပ်ရေးထုတ်တဲ့လူကတောင်ထုတ်နေပါပြီပခန်းသားကကျွတ်တို့စဉ်းစားတယ်ဩတို့ပခန်းရာဇဝင်နဲ့လာတာအခုလှရောသားကတဲနာမည်ကြီးစကားပြောကောင်းတယ်ပြောတယ်စကားပြောပြိုင်မလို့သွားတဲ့ပြိဿစကားပြောပြိုင်မလို့သွားတော့ကျွတ်တို့လှရောရွာထိတ်ကလေးလေးတယောက်တွေ့အဲ့ကောင်မင်းဘယ်ရွာသားတော့ကျုပ်လှရောသားဗျလာခဲ့မပြီးနဲ့မင်းသိပြီးတော့ဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့လှရောသားကလေးလေးကပြောတယ်များတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ယူကျွေးပါမယ်ကဲဘယ်လူကြီးနဲ့ပြောခဲ့ရတော့ပြိဿကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြေးတာကျုပ်ဇတ်ထုတ်တဲ့ထုတ်ကိုနှစ်ညခွဲဟောလို့ကြာနီကံစကလုံးထွားတယ်တော့မထင်ပါနဲ့စကလုံးထွားတာကလှရောသားဆိုတဲ့တရားကနေဆက်သွားတာတရားနာပြေးတာအခုကိုရင်ကလေးသင်္ကန်းဝစ်ပေးပြီးဗလားပြေးတာသင်္ကန်းဝစ်ပေးပြီးပြီမဲ့လို့ကိုရင်လေးရဲ့နာမီကတရားနာပြေးတာကိုရင်တိတ်တာဆိုတော့နာမီက၄နာမီရမှာကျွတ်တို့တစ်ခုရှိပါသေးလားဒီလိုနဲ့တရားနာပရိသတ်ရှင်ပြုတ်ပြီးတဲ့ချိန်ခါမှာမိဘများသည်9ရက်ရေမရောတဲ့နှုတ်ကနာဆန်းတွေကိုလှူပြီးတော့အိမ်တို့ပြန်ညတာမဏေငယ်သည်8ရက်မြောက်သောနေ့မှာယဟန်တော်အများနဲ့ဆွမ်းခံထွက်မယ်လို့အဲ့ဒါလိုမြို့ကိုကြေညာလိုက်တော့မြို့သူမြို့သားများသည်တာမဏေငယ်ဆွမ်းခံကြွမတဲ့ဆိုတဲ့သတင်းကိုကြားလိုက်တာနဲ့တပြိုင်နက်စီစဉ်ညဆွမ်း900စီစဉ်ရုံနဲ့မကဘူးတရားနာပြိဿပစိုးတွေလှူဒန်းမှုစီစဉ်ညအဲဒီလိုတန်ဃာတော်900နဲ့တာဝဋ္ဌိမြို့တွင်သို့တာမဏေငယ်ရှင်တိတ်ကကြွသွားတဲ့ချိန်ခါမှာမြို့သူမြို့သားများသည်ဆွမ်းနေလှူကြပစိုးတွေလှူကြနဲ့ဟောဆွမ်း900နဲ့ပစိုး900ရလာခဲ့ပြန်တယ်နောက်နေ့နံနဲ့ကြပြန်တော့ဘုန်းကြီးတို့ကျောင်းရဲ့ဥပဇာမှာလာပြီးတော့ဆွမ်းနဲ့ပစိုး900လှူကြပြန်ရောခုနှစ်နှစ်အရွယ်သာရှိသေးသောကိုရင်တိတ်သားသည်အဲ့ဒီလို2ရက်ထဲနဲ့ဘင်လျင်ဆွမ်း1000နဲ့ပစိုး1000ကိုရခဲ့ဧဒါကြီးဆွမ်းဘယ်နှထောင်ရခဲ့တော့အဲ့ဒီလိုဆွမ်း1000ရလာတဲ့အချိန်ခါမှာကိုရင်ကလေးစီနာမည်တစ်ခုထပ်ပြီးတော့ရခဲ့ပိဋ္ဌပါတဒါယကတိတ်လာပါတယ်တော့ပြိဿကြီးဘယ်နှနာမည်ရသွားပါလဲအဲ့ဒီလိုပိဏပါတဒါယကတိတ်တာဒီအမည်ရပြီးတဲ့နောက်ပစိုး1000ရတယ်ဆိုတာလေတရားနာပြိဿကျွတ်တို့ဩမဟာသေနပုံနာကြီးဘဝတုန်းကပစ္စည်းတွေဆုံးမသွားတဲ့အချိန်ခါမှာရှင်သာရိပုတ္တရာကိုမလှူရလို့ရှက်တန်နဲ့ပုံနေပြီးတဲ့နောက်ပုံနာတွေစာဟောတဲ့ပွဲတစ်ခုမှရခဲ့သောပစိုးချမ်းတစ်ထည်ကိုရှင်သာရိပုတ္တရာအားလှူခဲ့တဲ့ကောင်းမှုကြောင့်အဲ့ဒီပစိုး1000ရပါတယ်
ဒီလိုနဲ့တရားနာပိဋကကြီးတနေ့သ၌ကြတော့ကိုရင်တိတ်တာလေးစီကျောင်းစဉ်ဒေသစာကြီးလှည့်လိုက်တဲ့ချိန်ခါမှာတန်ဃာတော်အရှင်မြတ်တေသည်မီတင်းခုံမှာတရားနာပိဋကမီးဖို့ဖို့ပြီးတော့မီးလုံညမီးလုံတဲ့ဆိုတဲ့ကကျွတ်တို့ဆောင်းတွင်းဖြစ်မှာပေါ့အဲ့ဒီလိုမီးလုံနေတဲ့အချိန်ခါမှာကိုရင်ကလေးကမေးအရှင်ဘုရားများဘာလုပ်နေကြတာလဲဗျာကိုရင်တို့ချမ်းလို့မီးလုံနေတဲ့ကွအရှင်ဘုရားများဒီလိုအချမ်းနှိပ်စက်တဲ့ဓာန်ကိုခံနိုင်အောင်ကဗလာများကိုခြုံရံသိနေမဟုတ်လားဗျာကဗလာဆိုတာကျွတ်တို့ခုခေတ်လူသောတကလတ်ခြုံကြီးကိုခေါ်ပါတယ်ကဗလာကိုအရှင်ဘုရားတို့ခြုံသိနေမဟုတ်လားဗျာကိုရင်သိမတော့ရှေးဖုံးရှေးကန်ရှိတယ်ကိုရင်မို့ကဗလာကိုခြုံနိုင်ပါရဲ့တို့မတော့ရှေးဖုံးရှေးကံမရှိလို့ကဗလာမခြုံနိုင်ဘူးကိုရင်ရဲ့